မင်္ဂလာပါရှင်ဟန်တီစီမှာဘာတွေရလဲဆိုတာအခုဟန်တီပြပေးပါမယ်နော်ဆိုင်မှာအခုရနိုင်တဲ့ပစ္စည်းလေးပြပေးပါမယ်နော်ဟိုပစ္စည်းတွေကကျလို့ရှိရင်ဟန်တီကအခုအသေးတွေထားပြီးတော့မတရားရလေးရှိသေးရပေါ့နော်အခုဟန်တီစီမှာကြက်ခွန်လေးတွေရပါတယ်ကြက်ခွန်ကျလို့ရှိရင်ဒီပါရှေ့တော့ဒီလိုဘူးနဲ့ပါဒီလိုတော့300 gram ပါမယ်နော်တော့ဒီလိုဘူးနဲ့300 gram ပါမယ်ဒီပါရှင်နော်ဘူးလေးကတော့အရန်လာပါတယ်ရှင်ဘူးလေးကတော့ဟာဒီတော့ဒီဘူးကောင်းအောင်လေးတုံးပေးထားပါတယ်နော်တကယ်ပြည်ပကဝေမဲ့သူတွေပြည်ပပို့ပေးပါဆိုလို့ရှိရင်ညီမလေးဟန်နီတို့ကကြာလို့ရှိရင်လေးစောအိတ်နဲ့စုပ်ပေးပါပဲနော်ဒီမှာပါရှေ့ဒါလေးကကြာလို့ရှိရင်ဒီလိုမျိုးဘူးလေးပါရှေ့ဒီလိုမျိုးဘူးလေးလေးပါနော်အရန်လာပါဒါလေးက300 gram ပါရှေ့ဒါလေးကကြာလို့ရှိရင်300 gram ပါနောက်ခါနေနောက်နေရမှာတရားကဒါလေးကကြာလို့ရှိရင်300 gram ဘူးပါတားလေးညီလေးနေဒါလေးကကျလို့ရှိရင်300 gram ဘူးပါနော်သူကဒီလိုမျိုးဘူးလေးပါရှင့်ဒီလိုမျိုးဘူးလေးအရန်လာပါတယ်ဒါလေးကကျလို့ရှိရင်တဘူးကိုဘယ်လောက်လဲဆိုလို့ရှိရင်ဒါလေးကတဘူးမှ18000ပဲရှိပါတယ်ရှင့်ဒါလေးကတဘူးကို18000ပဲရှိပါတယ်နော်ဒါလေးကတဘူးကို18000ပဲရှိပါတယ်ဒါ300 gram ပါပါတယ်ဒီပါညီမလေးဆိုလို့ရှိရင်ဒီလိုဘူးလေးယူတာဘူးဝိုက်တိုက်တော့မရှိဘူးနော်ဘူးဝိုက်အဲ့လိုမျိုးဘူးလေးယူလို့ရတယ်နောက်တစ်ချက်ကလေးစုပ်ပြီးပါဆိုလို့ရှိရင်လည်းစုပ်ပေးပါမယ်ရှင်အခုကြက်ရခွန်ကကျလို့ရှိရင်ဒီတို့ကလေလုံးဝစီတန်းလေးလုပ်ပေးထားတယ်လုံးဝစီတန်းနဲ့မြေပေးစီနဲ့ကြော်ထားတာမြေပေးစီနဲ့ကြော်ပေးထားပါတယ်ရှင်နော်ကျဲခွာကြလို့ရှိရင်မြေပေးစီနဲ့ကြော်ပေးထားပါတယ်ဈေးလေးကစားလို့ရှိရင်သူကအရန်ကိုတန်ပါတယ်ဈေးလေးကအစားသူဟာနီ2000မကျော်ပါဘူးနော်18000ပဲရှိတယ်နောက်တစ်ချက်ကဘာလဲဆိုလို့ရှိရင်ဟိုဟာပေါ့နော်ပြန်ရောင်းမဲ့သူပြလက်လီလက်ကလိုချင်တဲ့သူပြလဲဟာနီစီကိုဆက်ပေးပါလို့နော်ဒီမှာသူကဒီလိုမျိုးပါကင်ကဒီလိုမျိုးလာမယ်18000ပဲရှိတယ်ရှင်အရန်ကိုတန်ပါတယ်ပါကင်ဒီလိုမျိုးနဲ့သူကထုတ်ပေးမှုကကျလို့ရှိရင်ဒီလိုမျိုးကျဲခွာကြလို့ရှိရင်လုံးဝစီသားနဲ့ကြော်ပေးထားဖြစ်တဲ့တော့စီစိမ့်တို့နန်တာတို့ကတော့လုံးဝမရှိပါဘူးเนาะဒီမှာပါရှင့်ဒီမှာအရင်ကောအရင်ကောင်းလာကျွတ်လေးတဲ့ဟိုကသူ့ဘက်ကိုပဲသူကတော့ခလေးတွေပါစားလို့ရအောင်လို့ဟာဒီတော့အရှိုလေးလုပ်ပေးထားရနော်အသက်တွေတော့မဟုတ်သေးပါဘူးနော်အရင်တော့အရင်ကောင်းပါတယ်အရင်ဆောင်းကောင်းပါလေစိတ်ခွာသူကအရင်ကသူကတန်းစင်နေအောင်ဆေးမှညီနဲ့ပြောက်တာလုံးဝမညီပါဘူးအရင်ကိုစားလို့ကတဘူးကို18000ပဲရှိရအရင်တက်တာပါလေ